ဝရနဲ့ပတ်သက်တဲ့အရာကိုသင်ဆွဲလိုက်ရအောင်ထာဝရ plan ထဲမှာသင်ရှိနေထာဝရ plan ထဲမှာသင်ရှိနေသင်ဘယ်အရာမှဆွဲချလို့မရဘူးထာဝရနဲ့ဆိုင်တဲ့အရာကိုသင်စိတ်ဝင်စားရအောင်သင်ကိုစိတ်ဝင်စားတဲ့အရာကတည်ငါအရာကြီးလားဒီလောကမှာကြံခဲ့တဲ့အရာလား forget it man ထာဝရနဲ့ဆိုင်တဲ့အရာကိုသင်ဆွဲလန်းတတ်ဖို့လိုတယ်ထာဝရနဲ့ဆိုင်တဲ့အရာပေါ်မှာသင်ဆွဲလန်းတိုင်းသင်ပွဲသိမ်းတယ်သင်ကိုဘယ်ရာအတွက်သင်ပူပန်တာလဲဘယ်ရာအတွက်သင်စိုးရင်တာလဲတေဝိုင်းဘာမှမပါလာမဲ့အရာအတွက်ခင်ဗျာဘာမှစိုးရင်စရာဘာအကြောင်းမှမရှိဘူးခင်ဗျာဒီနေ့ကသင်ရဲ့နောက်ဆုံးညဆိုရင်ခင်ဗျာပူပန်နေတဲ့အရာတွေအားလုံးอ่ะခြံခဲမဲ့အရာတွေပဲဆိုရင်ခင်ဗျာ forget itဘုရားခင်ဒါဝိဒ်ကိုဘာလို့ချီးမြှောက်တာလဲဒါဝိဒ်ကိုဘုရားဘာလို့ချီးမြှောက်တာလဲဒါဝိဒ်ကိုကျွန်တော်တေချာလေ့လာတဲ့ခါမှာဒါဝိဒ်ကထာဝရနဲ့ဆိုင်တဲ့အရာအရင်စိတ်ဝင်စားတဲ့သူဖြစ်တယ်ကျွန်တော်ဘယင်ဖြစ်စေပါသူတစ်ခါမှဆုမတောင်းပါဘူး